ကိုယ့်ရဲ့ TikTok မှာဆက်ပေါက်ကိုဘန်းခံရရင်ဘယ်လိုမျိုးယူကံပြောင်းရမလဲဆိုတာကိုပြောပြပေးပါမယ်။ TikTok မှာကျွန်တော်စီစာပို့ထားတဲ့သူတွေအရင်တော့ပို့ထားတဲ့သူတွေရောအခုနောက်မှပို့ထားတဲ့သူတွေရော Viber သို့မဟုတ် website ကနေပြောင်းပို့ပေးပါကျွန်တော်ဆက်ပေါက်လေးကိုဘန်းနာပါရခင်ဗျာ။စာပြန်ပို့ပေးလို့မရသေးလို့ပါ။ကျွန်တော်စီဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုလည်းကျွန်တော်အကောင့်ရဲ့ဘိုင်ဟိုမှာရေးပေးထားပါခင်ဗျာ။အဲ့ဒီဖုန်းနံပါတ်နဲ့ Viber သို့မဟုတ် website ကနေဆက်သွယ်လို့ရပါခင်ဗျာ။ Okay ဒါဆိုရင်ဘယ်လိုမျိုးယူကံပြောင်းရမလဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါခင်ဗျာ။ကိုယ့်ရဲ့ TikTok အကောင့်ထဲရောက်ပြီဆိုလို့ရှိရင် import ထဲဝင်လိုက်ပါ။ import ထဲရောက်ပြီဆိုလို့ရှိရင် system notification ကိုရှာလိုက်ပါခင်ဗျာ။ system notification နဲ့ဝင်ပြီးသွားလို့ရှိရင် direct message ဆိုတာလေးကိုရှာလိုက်ပါခင်ဗျာ။ direct message ဆိုတာလေးကိုတွေ့ရင်အဲ့ဒါလေးကိုနှိပ်လိုက်ပါ။ကျွန်တော်တို့ရဲ့ message ကိုဘဏ္ဍာတာဖြစ်တဲ့အတွက်အယူခံဝင်ရမှာပါ။အယူခံဝင်ဖို့အောက်ကအပီရဲ့ဆွဲစာလေးကိုနှိပ်လိုက်ပါ။ဒီလိုမျိုးပေါ်လာလို့ရှိရင် submit ဆိုတာလေးကိုဆက်နှိပ်ပေးလိုက်ပါ။ဒီလိုမျိုးအပီရဲ့ submit တက်လို့ပေါ်လာရင်ရသွားပါပြီ။ဒါကျွန်တော်တို့ကအယူခံဝင်ထားပြီးပါပြီခင်ဗျာ။ TikTok ရောင်းကဘယ်လိုမျိုးအကြောင်းပြန်လာမလဲဆိုတာကိုကျွန်တော်ဘက်ကစောင့်ကြည့်ရမှာပါ။ပြီးရင် okay လို့နှိပ်လိုက်ပါ။